နာချီခါစပြီးရေကွဲခဲ့ရတယ်။ဝမ်းနဲ့ခဲ့ရတယ်။မျက်ရည်တွေနဲ့ငိုခဲ့ရတယ်။ဒီလိုကြေကွဲပြီးဝမ်းနဲ့ယုံကလွဲလို့ငါတို့မြန်မာနိုင်ငံအတွက်ငါဘာမှမလုပ်ပေးနိုင်ခဲ့ဘူးလေ။အရေးတော့ကငါတို့မြန်မာနိုင်ငံဘာတွေဖြစ်ခဲ့လဲငါမသိခဲ့ဘူး။ငါအရွယ်ရောက်လာပြီးအခုချိန်ထိအချိန်နိုင်မိနစ်စက္ကန့်တိုင်းရေထဲမှာဆွဲပြီးဘယ်တော့မှမေ့လို့မရပဲအမြဲတမ်းအမှတ်ရနေတဲ့ရေကွဲရှာလေးတွေကိုတော့ရှိခဲ့တယ်ပေါ့လေလေမုန်တိုင်းကြောင့်လူတက်ပေါက်များစွာနဲ့စစ်စေဥစာအိုးအိမ်တွေအများကြီးရှုပ်ခဲ့ရတယ်ကိုဗစ်-19 ရောဂါကြောင့်လူကြီးလူငယ်တက်ပေါက်များစွာရှုပ်ခဲ့ရပြန်တယ်ပြီးတော့တိုက်ပြည်မငဲချမှုကြောင့်အပြစ်မဲ့တဲ့ပြည်သူတွေလူကြီးလူငယ်အသက်ပေါက်များစွာနဲ့အိုးအိမ်စစ်စေတွေလည်းရှုပ်ခဲ့ပြန်တယ်လေရှိသေးတယ်ရေဘေးကြောင့်လူတက်ပေါက်များစွာနဲ့အိုးအိမ်တွေစစ်စေဥစာတွေရှုပ်ခဲ့ပြီးမိဘအန်ဒရကြောင့်လည်းရွာတွေမြို့တွေနဲ့စစ်စေဥစာအိုးအိမ်လူအတက်တွေအများကြီးရှုပ်ခဲ့ရပြန်တယ်အခုငေကစားပဲရှိသေးတယ်ဒါတော့တချို့လူတွေအစင်မပြေသေးဘူးငလေပိတ်ထပြီးရောက်လာပြန်ပြီဘာမှလည်းမဆိုင်ဘူးကွာဒီတက်လေနေရထိုင်ရနဲ့ငလေလှုပ်လို့တိုက်တွေအေးတွေပြုတ်ပြီးလူအတက်တွေစစ်စစ်အိုးစာအိုးအေးတွေရှုပ်ခဲ့ရပြန်ပြီငေကိုမောင်နှမတွေလည်းသူတို့မှကြာရှိနေသေးတဲ့စက်ကပိုက်အခြေလေးမှာငါ့ကိုလာရှာတဲ့သူတွေမြင်နိုင်အောင်ဆိုပြီးအပြေကိုလက်ညှိုးတစ်ချောက်လောက်ထောက်ပြနိုင်အောင်ကြိုးစားခဲ့ကြတယ်အသက်ရှိသေးတဲ့သူတွေဆိုငိုယုံပြီးအော်ခေါ်ခဲ့ကြတယ်လေငါမကြည့်ရဘူးငါမခါစားနိုင်ဘူးဟာရှုပ်မှုပေါက်များစွာရှုပ်ခဲ့ပြီနောက်ထပ်ဘာတွေရှုပ်ရအောင်မလဲရှုပ်စရာလဲမရှိတလောက်ဖြစ်နေပါပြီဟာဝကျွေးရှိရလဲကြိတ်ပါစေတော့ဒီပနဲ့ပဲငါတို့တွေအဖေရေအမေရေတားရေတမီးရေအချစ်စိုးရေငင်းရေကိုရေမမရေညီမလေးတီရေဒေါ်လေးရေဦးလေးရေနေကောက်ကြမှာပါတယ်အလုံးသွားတော့မယ်နော်ခယူးဆိုင်ကြပါကာကောက်ကြပါစေဆိုပြီးဖုတ်ထဲကနေပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်အကောက်ဆုံးနှုတ်ဆက်ခဲ့ကြတယ်လေအဲ့ဒါငါတို့အတွက်နောက်ဆုံးနှုတ်ဆက်ချစ်ပဲလားမြန်မာပြည်ကြီးဘယ်တော့အိတ်ချမှာလဲလေဘေးကိုဗစ်ဘေးစစ်ဘေးရေဘေးမိဘေးအခုငလှဘေးဘေးအန်ဒရ6ခုကြုံခဲ့ရပါပြီနောက်ထပ်ကိုဘလို့ဘေးအန်ဒရရောက်လာအောင်မလဲငါတို့မြန်မာပြည်ကြီးအများဆုံးအိတ်ချပါစေ